မြင်ရတယ်နော်ကျွန်တော်ဒီမှာကျွန်တော်မိုးရင်းနေရှိတယ်ဒါကကျွန်တော်ဒီနေ့မိုးနေလည်းဖြစ်တယ်လက်ဆောင်ဖြစ်တယ်နောက်ပြီးကျွန်တော်တို့နော်ဗျဒီတနင်္လာမနေ့ကနန်းထွက်တဲ့38ဒီထိပ်စီနှစ်ခွန်ဒီထိပ်စီဘယ်ဒီမဲ့ကြတာပေါ့နော်35ဒီထိပ်စီကိုယ်ကလိုက်ဖမ်းလို့မိပါတယ်ခွန်နှစ်ဒီထိပ်စီ53ဒီထိပ်စီခွန်နှစ်ဒီထိပ်စီဟိုနောက်ဘက်ထွက်တော့ပြောမှာနော်ထိပ်စီထွက်တော့ပြော32ခွန်ဒီထိပ်စီအဲ့4ခုဒီထိပ်စီဟုတ်တယ်ပေါ့နော်83ဒီထိပ်စီ30ပေါ့နော်ဟိုအပေါ်ပဲပါထွက်တော့ပေါ့နော်83ဒီထိပ်စီပေါ့ကျွန်တော်က16ဒီထိပ်စီ16ပေါ့နော်53ဒီထိပ်စီ5ပေါ့2ခွန်ဒီထိပ်စီအဲ့မှာ53ဒီထိပ်စီ5ပေါ့3ညပေါ့တော့ဒီမှာပြရမယ်နော်ဒီမှာကစားလာတဲ့ဟာဒီမှာနှစ်ခွန်ဒီထိပ်စီခွန်နှစ်ဒီနောက်ပိတ်ဟုတ်ပြီနော်နှစ်ခွန်ထိပ်စီခွန်နှစ်နောက်ပိတ်မှာခွန်စနစ်ထွက်တာနှစ်ခွန်ထိပ်စီခွန်နှစ်နောက်ပိတ်မှာတော့ဒါထွက်မှာပဲနော်35ဒီထိပ်စီ4ခုစီနောက်ပိတ်ဒါမှဒါနော်ဒီလိုထိုးမယ်ဆိုရင်35တစ်လုံးညာ4ခုတစ်လုံး45နော်35တစ်လုံး4ခုတစ်လုံးပါဗျာအဲ့လိုတွေ့ပေါ့3ထားပါဗျာ45 35ဒီထိပ်စီလာတော့83တစ်လုံး6တစ်လုံး83ရယ်6တစ်ပဲဆိုလို့ရှိရင်8131ပေါ့နော်83ထိပ်လာတော့အဲ့တော့နှစ်ခွန်ဒီထိပ်4ခုဒီနောက်နှစ်ခွန်ဒီထိပ်နှစ်ကထိပ်ဆိုရယ်ခွန်နှစ်ပေါ့နော်နှစ်ခွန်ဒီထိပ်ကခွန်နှစ်ပေါ့နော်ခွန်ကျုပ်ပေါ့40နှစ်ဒီ4နှစ်ဒါလည်းတွက်ထွက်တာပေါ့4ခုနဲ့6လေးထိပ်စီ6လေးစီနောက်ပဲ49ဗျာနော်9ထိပ်လည်းထွက်တယ်6လေးထိပ်စီ16ဒီနောက်9လေးထိပ်စီပေါ့နော်9လေးထိပ်စီ9လေးပေါ့နော်9လေး16ကတွဲထွက်အောင်9လေး16ခွန်6လို့နော်9လေး16ကဘာတော့ဟာဒီ9လေးလိုပဲထွက်သွားခဲ့ပြီရတာနော် sorry အဲ့ဒီချက်ပေါ့နော်ဒီမှာနှစ်ခွန်ဒီအော်ဆို3ည3ဒီ38ဒီအပိနှစ်ခွန်ဒီထိပ်ဆိုတော့ဒီမှာခွန်8ကဟုတ်ရခွန်8ဟုတ်တယ်ခွန်8ထွက်တာပေါ့နော်ဟိုဘက်ကခွန်8ပေးတာဟုတ်ကျွန်တော်ပြီးခဲ့တဲ့ဘက်ကဒီမှာ6လေးဒီထိပ်ကိုကျွန်တော်ကတော့6လေးဒီထိပ်38ဆိုတော့3ကိုတွက်တာပေါ့နော်6လေးဒီထိပ်ဆိုဒီမှာလာရတယ်38ဒီအပိဆိုဒီမှာ39ကိုရှာသွားတာ6လေးထိပ်ပြန်နေရိုက်တာဒါပေမဲ့ကျွန်တော်ထပ်ကြိုက်တယ်အဲ့ပုံစံနဲ့တော့နှလုံးပေါင်းပေါ့နော်3ဝယ်ယူမှာ38ဒီထိပ်2ခွန်ဒီနောက်ပိတ်ကျွန်တော်ကြိုက်ဆုံး30ခွန်တစ်ခွက်တည်းဗျာနော်3ခွန်ဆိုတဲ့ကနန်းဒီအပေါ်နဲ့ကြိုက်တယ်ဗျာတစ်ခွက်တည်းအားလုံးကမင်္ဂလာထို့တော့ဟိုကျန်တဲ့မူကနန်းနေနဲ့ဥစားလုပ်မယ်ကျွန်တော်တို့ဒီမှာပေါ့နော်လက်စွပ်ဒီမှာပေါ့ကြောက်စင်းလက်စွပ်လေးတွေကကျွန်တော်အချောတွေတွေ့ရတယ်တခွင်းရုံမှာ2000သွေးက2500ပေးရတယ်ကျွန်တော်ရှိမှရှိတာက900 600လောက်ရှိတယ်အားလုံးအဖွဲ့ကိုကျွန်တော်စူပေါင်းအဖွဲ့ပေးဖို့လောက်ပါတယ်တယောက်တခွင်းရတော့ကျွန်တော်အတ္တဘယ်လောက်ကြာမလဲမသိဘူးကျွန်တော်ပြန်အားမှာဒီနေ့မှလေးအားလုံးမင်္ဂလာပါနော်အားလုံးမိုးနေ့လည်းကျွန်တော်ဒီနေ့ရောက်ပြီဆိုတော့အဲ့ဒါခွဲတွေလည်းလက်ဆောင်ပေးမယ်နော်အစုမပါလဲရနော်ပါလဲရပြဿနာတချို့လူတွေကအစုဝင်နေတယ်ပြောလို့ကျွန်တော်အစုပြန်ခေါ်ပေးတာငွေကျွန်တော်မခေါ်တော့ဘူးဒါအခုတက်တက်တစ်ခွက်ပြန်ခေါ်ပေးရတာပေါ့အားလုံးမင်္ဂလာပါ